အားလုံးပဲမင်္ဂလာပါရှင်။နဂါးရှိဝါစိတ်ရွှေရနာဆိုင်မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့လေးမှာတော့မမင်းရဲ့ချစ်ကကားတွေအတွက် 80K ဂိုးကာလာလက်ကောက်လေးတွေကိုမမင်းကဒီနေ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။အခုပေါ့နော်မမင်းပထမဦးဆုံးပြပေးမယ်လက်ကောက်ဒီဇိုင်းလေးရတော့မမင်းတို့ဒါရွှေဘောလုံးလက်ကောက်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်။အနုအစိတ်ဖြတ်တောက်ထားတဲ့ပေါ့နော်ရွှေဘောလုံးလေးတွေကိုအစီရည်နဲ့ပုံဖော်ထားတဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်။လက်ကောက်ဝတ်လေးမှာဝတ်ဆင်လိုက်တဲ့အခါမှာပေါ့ပေါ့ပပနဲ့ချစ်စရာအရန်ကောင်းတဲ့လူငယ်ဆက်ဆံကိုပြီးဆွဲနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အလင်းပြန်မှုကလည်းတကယ်ကိုဆွဲဆောင်မှုရှိလာပါတယ်ရှင်။အခုလက်ကောက်လေးရဲ့ crunching လေးကတော့ 3.18 gram လေးပဲဖြစ်ပါတယ်ရှင်။အခုပေါ့နော်မမေဒုတိယမြောက်ပြပေးမယ်လက်ကောက်လေးကတော့မင်းတို့ဒါစပတ်စီပုံစံဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်။ရိုးရိုးရှင်းရှင်းလေးနဲ့အထားကျကျဝတ်ဆင်သူတွေအတွက်အဆင်ပြေဆုံးတဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်။မင်းတို့စပတ်စီလေးတွေကိုဘောလုံးလေးချပြီးတော့ဖြစ်ပေါက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခိုင်ခတ်တည်သက်တဲ့အသွင်ကိုဆောင်ပြီးတော့နေ့စဉ် fashion ကျကျစတိုင်ကျကျနဲ့ထင်ပေါ်နေမှာအသေးချပဲဖြစ်ပါတယ်ရှင်။အခုလက်ကောက်လေးရဲ့ crunching လေးကတော့ 4.13 gram လေးပါရှင်။အခုပေါ့နော်မမင်းတတိယမြောက်ပြပေးမယ်လက်ကောက်ဒီဇိုင်းလေးကတော့မင်းတို့ဒါဇာလိုင်းပုံစံအပြားဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အခုဒီဇိုင်းလေးကတော့မင်းတို့ဒါပွဲတက်ပြီးတော့မျက်စိကျလောက်စရာကောင်းနေပေါ့နော်လက်ရမျိုးလေးပဲဖြစ်ပါတယ်ရွှေနှန်းကျိုးလေးတွေကိုပကြီးကားတစ်ချက်လိုကြော့မော့မော့တိုင်းတွန်လေးတွေနဲ့ပုံဖော်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လက်မှာဝတ်လိုက်တဲ့အခါမှာတကယ်ကိုကြက်တည်ရှိပြီးတော့ခန့်ညားလာတဲ့အလှတရားကိုအပြည့်အဝခံစားရမှာဖြစ်ပါတယ်ရှင်အခုလက်ကောက်လေးရဲ့ crunching လေးကတော့မင်းတို့ဒါ 7.85 gram လေးပါရှင်အခုပေါ့နော်မမင်းနောက်ဆုံးပြပေးမယ်လက်ကောက်ကတော့မင်းတို့ဒါထူးကာလာပေါ့နော်ထူးကာလာလက်ကောက်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်မင်းတို့ဒါဆိုလို့ရှိရင်ဘောလုံးအကြီးသေးလေးကိုမှအလယ်မှာဘတ်တုံးဆက်ဖြတ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ခိရှိပြေးတဲ့ fashion ကိုကြိုက်နေတဲ့သူတွေအတွက်မင်းတို့ဒါရွှေဖြူရွှေဝါနှစ်ရောင်ကိုအချိုးကျကျပေါက်ဆက်ပေးထားတဲ့ဒီဇိုင်းဆန်လေးပဲဖြစ်ပါတယ်ဝတ်ဆင်လိုက်တဲ့အခါမှာထူးခြားဆက်သစ်ပြီးတော့ဘယ်လိုဝတ်စုံမျိုးတွေနဲ့မဆိုလိုက်ဖက်ပြီးတော့ပုံမတောက်ပစီမှာဖြစ်ပါတယ်ရှင်အခုလက်ကောက်လေးရဲ့ crunching လေးကတော့မင်းတို့ 5.98 gram လေးပဲဖြစ်ပါတယ်ရှင်ဒီနေ့လေးမှာတော့မမင်က 80K လက်ကောက်လေးတွေကိုတကွင်းကြီးစီဝတ်မလားအစုံလိုက်ပဲတွဲဝတ်မလားချက်ကကားတွေရဲ့စတိုင်ကိုတိတာပုံမတောက်ပါလာစေမှာပါရှင်မင်းတို့ကတော့အီတလီနီးပညာနဲ့အနုအစိတ်ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကွက်တက်ပဲဝတ်မလားနေ့စဉ်ပဲဝတ်မလားဝတ်လို့ရတဲ့ဒီဇိုင်းဆန်းလေးတွေကိုအခုပဲလာရောက်ရွေးချယ်ပြီးတော့အလှဆင်လိုက်ပါရှင်မင်းတို့ရဲ့ပေါ့နော်ယတနာဒီဇိုင်းအသစ်လေးတွေကိုဆိုင်ရောက်လာစရာမလိုပဲအသေးစိတ်ကြည့်ရှုနိုင်ဖို့အတွက်ဗီဒီယိုလေးတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်လို့မင်းတို့ရဲ့ page လေးကို like and follow လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့ရှင်ဒါ့အပြင်တခြားကြည့်တဲ့ယတနာတွေရှိလို့ရှိရင်မမေ့ like နဲ့ comment လေးအောက်မှာလည်းရေးပေးခဲ့ပါအောင်ရှင်မမေ့ရဲ့ live လေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကြောင့်မလို့မမေ့တို့နဂါးရှိဝါမိသားစုမှာကျေးဇူးထူးပင်ရှိပါတယ်ရှင်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်